မြန်မာပြည်လေးစိတ်ကကောင်နေဘလောက်တိစောက်ချင်းရောက်တယ်ဆိုပြောပြမယ်နော်ဘာလဲဆိုတော့မင်းကကျွန်တော်တင်ငယ်ချင်းလူနှစ်ယောက်ကမလေးနှစ်ယောက်ရန်ကုန်လေးစိတ်ကနေဘန်ကောက်ကိုသွားတယ်လေးစိတ်ကိုရောက်တော့ဘာဖြစ်တာလဲဆိုတော့သူတို့စာရေးစာတော့အကုန်လုံးပြည့်စုံနော်ဒါပေမဲ့ကောင်သားကောင်နေပေးမဖြတ်ဘူးဘာပြောလဲဆိုတော့တယောက်ကို10သိန်းပေးမှပေးဖြတ်မယ်တဲ့အဲ့နဲ့ကမွန်ရှွန်နဲ့ကျွန်တော်တင်ငယ်ချင်းက10သိန်းရှာမှပေးလိုက်တယ်ပေးလိုက်ပေးပြီးဘာပြန်ပြောလဲဆိုတော့တယောက်ကို35သိန်းနဲ့တယောက်35သိန်းပေးမှပဲပေးဖြတ်မယ်အဲ့ဒီ35သိန်းရှာနေတော့မှပဲတင်ငယ်ချင်းကလည်းနီးနေပြီကွာအဲ့ဒါသူတို့လည်းဂျူတီပြန်ချိန်တယ်ဂျူတီချိန်တော့ဘာလို့လဲဆိုတော့အဲ့ကောင်လေးစာရေးစာနဲ့အကုန်လုံးတင်သွားတယ် passport တစ်ခုပဲပေးမှကောင်မလေးတို့ပြန်လို့တယ်နော်ဘာလို့လဲဆိုတော့တိရတော့ကတော့သူတို့အဲ့ဒီထဲမှာကွာလေးစိတ်ထဲမှာကွာအဖွဲက3ဖွဲလောက်ကွဲနေအောင်အဲ့တော့သူတို့ဂျူတီချိန်တော့ကွာအဲ့ဒီစာရေးစာနဲ့မတင်သွားဘူးဆိုရင်ကောင်မလေးတွေကိုဘောနော်ပတ်စံကြီးမှာဒီနေ့ပပကြီးမှာသူတို့ကပေးဖြတ်မှာစိုးတယ်အဲ့တော့အနောက်ကကောင်တွေစားရမှာစိုးလို့ကွာသူတို့ကစာရေးစာနဲ့အကုန်လုံးတင်သွားတယ်ဘာစောက်ကျင်လဲကွာနော်စဉ်းစားကြည့်အဲ့ဒီစာရေးတွေကိုဘာလုပ်မှာလဲဟုတ်တယ်မလားသူတို့ဘာလာသူတို့အဆင်မပြေပြီဒါပေမဲ့စဉ်းစားကြည့်ကွာသူများတော့ဘယ်လောက်ထိဒုက္ခရောက်တော့မလဲဆိုတော့အဲ့စာရေးတွေတို့ဘာလို့ဤကုန်းမှာလဲဘာလို့မှာလဲပြောဒီအပ်လို့မဆုံးကွာမကောင်မလေးနေအောင်တနာဆန်နေငိုယိုလို့နင်တို့တော့ကအဲ့ဒီပတ်စံတွေကလေအနာနဲ့ထိုင်မှခဏလေးကျင်းထည့်ရတယ်ဆိုမှတချို့ဟာတွေကလေဒီမှာဘဝနဲ့ရင်ထားရတဲ့ပတ်စံတွေတိလားတော်တော်များများကကွာပတ်စံချီးမှလာကြတာပတ်စံချီးမှပဲအဲ့ဒါတွေပတ်စံချီးထားတဲ့ပတ်စံတွေသူများပတ်စံတွေအားလို့ကိုမဆုံးစောက်ချက်တဲ့စမမကောင်းတော့